အားလုံးပဲမင်္ဂလာပါ Advisory ဖြစ်သွားတယ်ဒီနေ့မှာတော့တော်တော်များဖုန်းတွေမှာပါလေးမရှိတဲ့ Advanced AI feature တွေပါလာတဲ့ဖုန်းလုံးဖြစ်တဲ့ Honor ရဲ့ဒီ600ကိုကျွန်တော် first impression လုံးပါဒီကောင်ကပြောလို့ရှိရင်ဒီ Advanced AI feature တွေအပြင်ပေါ့နော်သူကကင်မရာလေးတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အရင်နှစ်ကထွက်ခဲ့တဲ့ Honor ရဲ့400 series မှာဆိုလို့ရှိရင်လည်းကျွန်တော်ပါဝင်တော်တော်များလေးသဘောကျကြတယ်ဒီတစ်ခါကပြောရမယ်ဆိုလို့ရှိရင်အဲ့ထက်အများကြီးပိုကျန်းလာတယ်အခု Honor 600ကလည်းမကြခင်ထွက်လာတော့မယ် pre-order period အတွင်းမှာဝယ်လို့ရှိရင်ဆို pre-order gift တွေကလည်းအများကြီးပေးအောင်ပါဆိုတော့မစိုးဘူးလို့ပြောလို့ရမယ်အဲ့တော့ဒီဖုန်းကရောဘယ်လိုအခြေအနေရှိနေဆိုတာကြည့်ကြည့်ရအောင်အရင်ဆုံးဒီဖုန်းကိုကိုင်ချင်းမှာစပြီးခံစားမိတာဒီဖုန်းရဲ့ build quality ပဲဒီကောင်းရဲ့ build quality ကတော်တော်လေးကောင်းလာတယ်လို့ပြောလို့ရတယ်။ကိုင်လိုက်မယ်ဆိုလို့ရှိရင် flagship ဖုန်းလုံးကိုင်ရတဲ့ feeling မျိုးကိုရတယ်။နောက်ဘက်က design ကတော့400နဲ့မတူတော့ဘူး။အခုခေတ်စားနေတဲ့ design ပုံစံမျိုးနဲ့ပဲ။ camera bump က4000ပုံစံမျိုးနဲ့တွေ့ရပြီးသူ့ရဲ့အသာ glass တော့မဟုတ်ပေမဲ့ပြုတ်ကြရင်တော့ကွဲနိုင်တယ်။ဒါလေးကိုတော့ကိုင်မယ်ဆိုလို့ရှိရင်တော့ပြုတ်မကြအောင်သတိထားရမယ်။အခုကိုင်လာတဲ့အကြောင်းကတော့ golden white ဆိုတဲ့အဖြူရောင်ဖြစ်ပြီးတော့နောက်ထပ် orange နဲ့ black ဆိုပြီးတော့လည်းနှစ်ရောင်ထပ်လာသေးတယ်။ overall အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုင်ရတာ compact ဖြစ်တယ်ကြီးကြီးလေးနဲ့ကိုင်ရတာလည်းပေါ်ပေါ်ပါရှိတယ် display အနေနဲ့က 6.57 inches AMOLED display ကိုသုံးထားပြီးတော့ Full HD+ resolution နဲ့ 120Hz refresh rate ရတယ် bezel တွေကလည်းဒီဖုန်းမှာ 0.98mm ဆိုတော့တော်တော်လေးပါတယ်လို့ပြောလို့ရမယ်အဲ့တော့ဒီဖုန်းနဲ့ game ကစားရတော့ရုပ်ရှင်ကြည့်ရတော့စတဲ့ entertainment experience ရတော့အများကြီးပိုကောင်းလာတယ်သူရဲ့ peak brightness ကလည်း8000 nits အထိရတော့တော်တော်လေးလင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အလင်းအောင်အောက်မှာပဲသုံးအပြင်ဘက်နေပူထဲမှာပဲသုံးဒီကောင်းရဲ့ display ကစိတ်ပူစရာမလိုဘူး speaker အနေနဲ့လည်း dual stereo speaker ဖြစ်သွားမယ်အပေါ်မှာတစ်လုံးပါတယ်အောက်မှာတစ်လုံးပါတယ်ကင်မရာမိုင်းကိုပြောရမယ်လို့ရှိရင်အနောက်မှာ3မီတာတာ200 megapixel main camera ကိုအဓိကထားပြီးတော့3မီတာတယ် sensor size ကလည်း 1.1.4 inches sensor size ကိုသုံးထားတဲ့အတွက်ညဘက်အလင်းနေတဲ့အခါတို့မှောင်တဲ့အခါတွေမှာရိုက်မယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ပုံထွက် quality ကအခုလိုမျိုးပဲတော်တော်လေးကြည်တာကိုတွေ့ရတယ် noise တွေလည်းမတွေ့ရဘူးပြီးတော့နောက်ကင်မရာအနေနဲ့ကတော့12 megapixel ultra wide နဲ့ macro camera ပါတယ်ပြီးတော့ဘေးနားလေးမှာသူက color temperature sensor တွေပါမယ်ဒီအရှိတ်ဘက်ကင်မရာကတော့50 megapixel front camera ပါမယ် stabilization ဖြစ်တဲ့အပိုင်းမှာလည်းသူက CIBA 6.0 ဖြစ်တဲ့အတွက်သူက hardware ရောသူ့ရဲ့ AI feature တွေနဲ့ရောတော်တော်လေးပေါင်းလာပြီးတော့ကျွန်တော် video ရိုက်တဲ့အခါတော့ဓာတ်ပုံရိုက်တဲ့အခါတော့မှလည်းပုံတွေကငြိမ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီရက်အတွင်းမှာဒီကောင်းလေးရိုက်ထားတဲ့ပုံလေးရှိတယ်ကြည့်ကြည့်အောင်နောက်တစ်ခုကတော့ Honor 600ကိုဝယ်မယ်ဆိုလို့ရှိရင်လူတိုင်းသဘောကျမဲ့စမ်းကိုစမ်းပြမဲ့ AI feature တွေကိုပြမယ်။သူ့မှာ400လို့ပဲသူက AI image to video feature တွေပါတယ်။ဒါပေမဲ့ဒီ600မှာပိုပြီးမိုက်သွားတာသူက 2.0 ဖြစ်သွားတယ်။အဲ့တော့ 2.0 ဖြစ်သွားတော့ဘာတွေပိုမိုက်သွားလဲဆိုလို့ရှိရင် feature တွေကပိုပြီးတော့များလာတယ်ပြီးတော့တဘာဝပိုပြီးတော့ကျလာတယ်။အဲ့ရွေးလို့ရတဲ့ feature တွေထဲမှာသူက freestyle ဆိုလို့ရှိရင်ဓာတ်ပုံ3ပုံလောက်ထိကိုထည့်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကြိုက်prompt တွေကိုရိုက်ပြီးတော့ကို creative ဖြစ်တဲ့လောက်ပုံတွေကို video ဖြစ်ဖန်တီးလို့ရတယ်ဒီမှာကျွန်တော်စမ်းကြည့်ရတော့လေတဘာဝတော်တော်လေးကြာတာကိုတွေ့ရတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင် online shop လုပ်တဲ့သူတွေဆိုလို့ရှိရင်ကိုရောင်းတဲ့ AG နဲ့ customer ရဲ့ပုံကိုတွဲပြီးတော့ customer ဝတ်ထားတဲ့ပုံမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပြလို့ရတယ်ပြီးတော့တခြား feature တွေလည်းအများကြီးရှိသေးတယ်ကို့မှာအိမ်မွေးတိရစ္ဆာန်လေးတွေအကောင်လေးတွေရှိရဆိုလို့ရှိရင်သူ့ရဲ့ဒီ pet explorer ဆိုတဲ့ feature ထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခွေးလေးတွေကြောင်လေးတွေကိုရိုက်ပြီးတော့ကိုကြိုက်တဲ့ prompt ထည့်ပြီးတော့ကိုကြိုက်သလိုဖန်တီးလို့ရတယ်ဒါလေးတွေကပြောဖို့ကောင်းတယ်ပြောရင်တော့ feature တွေကအများကြီးပဲကျွန်တော်ခုပြောလို့ရှိရင် video ကအရင်ရှည်သွားလိမ့်မယ်ဒီ AI feature နဲ့ပတ်သက်ပြီးတော့ကျွန်တော် video တစ်ပုဒ်ထပ်လုပ်ပေးဖို့လည်းရှိသေးတယ်နောက်ပြီးတော့ AI photo agent ဆိုတဲ့ feature လည်းရှိသေးတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုရိုက်ထားတဲ့ပုံတွေကိုကိုစိတ်ကြိုက် prompt နဲ့ရေးခိုင်းပြီးတော့ကိုလိုဖန်တီးလို့ရတယ်ဒီမှာသဘောကျဖို့ကောင်းတာစာနဲ့လည်းရေးပြီးတော့ခိုင်းလို့ရတယ်လို့ကျွန်တော် voice comment နဲ့လည်းခိုင်းလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ moving photo တွေဖြစ်တဲ့ live photo တွေမှာတော့မှအခုကိုမလိုချင်တဲ့အရာဝတ္ထုတွေကိုဖျက်လို့ရပါပြီနောက်ပြီးတော့ main ကလေးကြိုက်တဲ့ feature တစ်ခုလည်းပါလာတယ်အဲ့ဒါဘာလဲဆိုတော့ magic post ပေါ့တချို့ main ကလေးဆိုလို့ရှိရင်ကျွန်တော်တို့တနေရာသွားပြီဆိုလို့ရှိရင်သူက post မပေးတတ်တာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီဖုန်းရဲ့ AI ကကိုရိုက်တဲ့ shooting ရဲ့ scenario လိုက်ပြီးတော့ဘယ်လိုမျိုး post ပေးရမလဲဆိုတာကို suggest လုပ်ပေးတယ်အဲ့တော့ဒီဖုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ photo တွေ video တွေ content တွေလည်းအများကြီးဖန်တီးလို့ရပါပြီဆိုတော့အခုခေတ်လူငယ်တွေအကြိုက်ပေါ့နော် processor လည်းဒီဖုန်းမှာ Snapdragon 7 Gen 4ကိုသုံးထားတဲ့အတွက်အဆင်ပြေတယ်အခုကျွန်တော်ကိုင်ထားတဲ့ model ကတော့ RAM 8 RAM 256GB storage နဲ့လာတယ် battery ဘိုင်းမှာလည်းသူက 9000 mAh battery ကိုသုံးထားတဲ့အတွက် battery မခံမှာလည်းစိတ်ပူစရာမလိုဘူးဒီကောင်အားသွင်း mode ဆိုလို့ရှိရင်လည်း 80W Honor Supercharge ကိုသုံးထားတဲ့အတွက်အားသွင်းမှာလည်းမြန်တယ်ဒီဖုန်းကနေကျွန်တော်တို့တခြား device ကိုအားပြန်သွင်းမယ်ဆိုလည်းရတယ်သူက 27W reverse charging ပါတဲ့အတွက်
battery ဘိုင်းမှာတော့မစိုးဘူးပေါ့နော်အကျန်းခံတဲ့ဘိုင်းမှာလည်းဒီကောင်ကအရင်ထက်ဆိုင်အများကြီးပိုပြီးအကျန်းခံလာပြီ i.ME 68 69 69K ထိပါဒီကောင်ကခန်းနိုင်ရှိရတဲ့အတွက်ကျွန်တော်တို့တာမန်ရေးဆိုတာရေးစိန်တာလောက်ကတော့ဘာမှစိတ်ပူစရာမလိုဘူးဖုန်နေသေးတွေဝင်တာအတွက်ကလည်း AC ပဲခန်းနိုင်ရှိပါပြီဒီကောင်ရဲ့ OS ကလည်း Magic OS 10ကိုတောက်တန်းအတွက်အခုကျွန်တော်3 GB လောက်ဆိုလို့ရှိရင်တော်တော်လေး smooth ဖြစ်တာကိုတွေ့ရတယ်ဒီဖုန်းနဲ့ကျွန်တော်တို့ Apple device တွေကိုချိန်ပြီး file data တွေ share မယ်ဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်အရင်လွယ်ကူပါပြီမြန်လဲမြန်တယ်အဲ့တော့ကျွန်တော်တော်တော်လေးပြောပြီးဆိုတော့အခုပြောရတဲ့ Honor 600ကိုဘယ်လိုမြင်ကြလဲဒီကောင်က pre-order မကြခင်မှာလို့ရမယ်လို့သိရတယ် pre-order period က July 1 ရက်နေ့ကနေပြီးတော့ July 10 ရက်နေ့လို့သိရတယ်ဒီကောင်ရဲ့ pre-order payment gift တွေကလည်းမိုက်တယ်ပေါ့နော်အခုပြရတဲ့အတိုင်းပဲဆိုတော့ဒါပေမဲ့တစ်ခုရှိတာဒါတွေက limited stock လို့တော့သိရတယ်ပေါ့နော်အဲ့တော့ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်ဝယ်ထားဖို့တော့လိုမယ်အဲ့တော့အားလုံးပဲ see you ပါကျွန်တော်နောက်ထပ် AI feature တွေနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမှာထပ်တွေ့ပါအောင်မယ်